Hi အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ travel vlog ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ and then I'm also welcome to my YouTube channel ပေါ့နော်အဲ့တော့vlog တွေမလုပ်ရတာလည်းကြာပြီနောက်ပြီးတော့ travel vlog တွေမလုပ်ရတာလည်းကြာပြီကြားထဲမှာ somewhere လည်းရှိတယ်နောက်ဆုံးကျွန်တော် vlog ရိုက်ခဲ့တာဆိုလို့ရှိရင်ဒီအိမ်ကိုပြောင်းတဲ့ vlog ပေါ့နော်နောက်ဆုံး vlog ရိုက်ခဲ့တာပေါ့ဒါပေမဲ့နောက်ပြီးတော့ somewhere တွေဖြေရတယ် and then assignment တွေလုပ်ရတယ်ပေါ့နော်အဲ့တော့ vlog ကြားထဲမှာတော့ရိုက်ဖို့တော့ရှိရဗျာရိုက်ဖို့တော့ရှိတယ်ဘာလေးတွေရိုက်မယ်အဲ့လိုဥမာပေါ့နော်ကျောင်းစာနဲ့ပတ်သက်ပြီးတော့ဒီ major မှာဒါတွေသင်ရတယ်ဘာညာပေါ့ဗျာအဲ့လိုမျိုးရိုက်ဖို့တွေ content creation တွေဘာညာစဉ်းစားပြီးသားဒါပေမဲ့အဲ့ဘက်ကိုမရောက်ဖြစ်တာရိုက်ဖို့ဘက်ကိုမရောက်ဖြစ်တာအဲ့တော့အခုဆောင်းမွေးလိုက်ပြီးသွားပြီဆိုတော့ဒီ vlog ဒီtravel vlog ပေါ့နော်Singapore Malaysia travel vlog ဖြစ်ပါတယ်အဲ့တော့အားလုံးကိုဆက်လက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်နောက်ပြီးတော့အရေးကြီးတာတစ်ချက်ကဒီ travel vlog မှာကျွန်တော်ရဲ့အခင်းဆုံးပေါ့နော်ဆယ်တန်းနဲ့ပေါင်းတဲ့တငယ်ချင်းကိုစင်ကိုခေါ်လာပါတယ်အခုသူလာနေပြီပေါ့နော်လာနေပြီအခုဒီနေ့28 April ပေါ့နော်28 April သူ3နိုင်ဝန်းကျင်လောက်ရောက်မယ်ပေါ့3နိုင်ဝန်းကျင်လောက်ရောက်မယ်ဆိုတော့အခုကတော့12နာရီပေါ့အဲ့တော့ကျွန်တော်လေစိတ်ကိုတနာရီခွဲ2နာရီလောက်ရောက်သွားမယ်ပေါ့နော်အဲ့လိုတော့စီစဉ်ထားတယ်အဲ့တော့အားလုံးပဲကျွန်တော်တို့ရဲ့ travel vlog လေးကိုဆက်လက်ကြည့်ရှုဖို့အတွက်အားလုံးဖိတ်ခေါ်ပါတယ်အဲ့တော့အခုစပြင်မယ်ပေါ့နော်စပြင်မယ် let's goရောက်ပါပြီဆရာသမားက Single Airline နဲ့လာတာဆိုတော့10 2မှာစိုက်မယ်တင်တယ်အဲ့တော့ကျွန်တော်အခု10 2 arrival ပေါ့နော်10 2 arrival ကျွန်တော်သွားနေပါတယ်တွေ့ပြီရန်ကုန် SU761 but 33အဲ့တော့အခုpart 33ပေါ့နော်33မှာဆောင်းပါမယ်ဒီ vlog ပေါ့နော်ကျွန်တော်ရဲ့ viewer တွေအားလုံး enjoy ဖြစ်မဲ့လို့မျှော်လင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ Singapore ပေါ့နော် Singapore မှာရှိတဲ့ tourist attraction တော်တော်များများကိုလှည့်မှာဖြစ်ပါတယ်ဘယ်ဟာတွေလဲဆိုလို့ရှိရင် Garden by the Bay ပါမယ် Sentosa Universal Studio အဲ့ဒါတွေပါမယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့ကျတော့ကျွန်တော်တို့မလေးရှားကိုခီးဆက်မှာဖြစ်ပါတယ်မလေးရှားကွာလာလမ်ပူကိုခီးဆက်မှာဖြစ်ပါတယ်အဲ့တော့ဒီ vlog က exploring of Singapore ပေါ့နော် Singapore ရဲ့နောက်ပြီးတော့ကျတော့ adventure trips ပေါ့နော်အဲ့လိုလည်းပြောလို့ရပါတယ်အဲ့တော့အားလုံး enjoy ဖြစ်မယ်လို့မျှော်လင့်ပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ YouTube channel နဲ့Facebook page ကိုလည်းအားလုံး like and subscribe လုပ်ဖို့အတွက်တောင်းဆိုချင်ပါတယ် request လုပ်ပါတယ်ဆက်တော့ရောက်ပြီဆက်တော့ထွက်လာပြီမင်္ဂလာပါယောwelcome flat welcome flat ယောဒါရောက်ပါပြီဆရာသမားရောက်ပါပြီကျွန်တော်အခုကျိုးရပေါ့နော်ကျိုးရသွားပြီးတော့ဓာတ်ပုံနဲ့ဘဝရိုက်မယ်နည်းနည်းမုတ်စားမယ်လို့နော် welcome စားရသူ့ပေးတာအဲ့တော့သွားပါမယ်ကျွန်တော် food court ရောက်ပါပြီကျွန်တော်Signature
roasted pork rice ကိုမှာလာပါတယ်ဟုတ်ဆွဲလိုက်ပါဦးမယ်ကျွန်တော်ဒီဟာမလေးရှားသွားဖို့အတွက် bus ticket ဝယ်နေရဖြစ်ပါတယ်ကျွန်တော်ရောက်ချင်းမှာပဲမလေးရှားအတွက်စီစဉ်နေရတာပါလေးလောက်ပဲရွေးလိုက်ပါလိမ့်မယ်။ရလဲခေါ်လိုက်နော်။အဲ့တော့ကိုရမှာလေဒီဟာဟိုအကြီးစတစ်ခွေအဲ့ဒါလေပဲချာဆိုစတစ်ခွေပဲရှိ။ One attorney ပါဖိုင်နားလည်းမသိဘူးလေ။ဝေးကြပါပြီ။ဝေးကြပါကျွန်တော်တို့မလေးဗီဇာပေါ့နော်သူ့အတွက်ရှောက်ပေးပြီးပါပြီရှောက်ပေးပြီးတော့ approve ဖြစ်ပါစေလို့ပဲဆုတောင်းပါမယ်အာမင်အဲ့နဲ့မလေးဗီဇာရှောက်ပြီးတော့ကျွန်တော်တို့အခုလာဘူဆက်ပေါ့နော်စင်ကာမှာနာမည်ကြီးတဲ့ဖူကောပေါ့နော်ဖူကောကိုကျွန်တော်တို့သွားနေပါတယ်အခုဆရာကိုဘီယာတောက်နေဆရာတော့ချစ်တယ်အဖရူယာကိုဘီယာတော့အဲ့တော့သွားလိုက်ပါဦးမယ် Only for belly. Yeah. 10 to 15. Oh, okay. Yeah. Thank you. So, နည်းနည်းလေးနောက်ကျနေတော့ဗောနော်စာတေးလေးစကြောင်းလောက်တော့မှာထားတယ်မလောက်တော့မှမဝါတော့မှထပ်မှာမယ်ဗောနော်ကျွန်တော်အောင်မြင်စွာနဲ့ရရှိပါပြီဒါကတော့ bot စာတေးပါသုံးနေတာပါဒီကတော့ပစုံကေပေါ့နော်ပစုံကေပါ